ဒီလို fashion ဆုံးတဲ့ hair dryer ကိုဈေးနှုန်းကလည်း3,900နဲ့ရပါနော်ဒီနေ့အင်းကြီးခေါင်းလျှော့ထားဆိုတော့ Reverse hair dryer နဲ့အချောက်ခံပြီးပုံသွင်းမယ်သူ့မှာလေးဘူးလေးစင်းအောင်ပါလေဒီအစိမ်းဆိုရင်အေးမယ်ဒီလိမ္မော်ဆိုတော့နည်းနည်းနွေးသွားမှာပေါ့နော်ဒီအနီဆိုတော့ပူရယ်ဒီအဝါလေးဆိုတော့အပူတက်လက်အေးတက်လက်ထွက်မယ်အဲ့တော့ကြိုက်တဲ့အပူချိန်ကိုပြောင်းပြီးတော့ပုံသွင်းလို့ရတယ်နောက်ပြီးတော့သူ့မှာလေအပူတန်းကြောင့်စံတာပစ္စည်းမျိုးကိုကာကွယ်ပေးတဲ့200 ml ရဲ့နိုင်ငံရေးအာရုံလည်းပါတယ်။ပြန်ခံနိုင်တဲ့အပူချိန်ထက်များသွားရင်အော်တိုဖြတ်တောက်ပေးတဲ့ NTC Intelligent Temperature Control လည်းပါတယ်။ဒီတော့အပူတန်းကြောင့်စံတာပစ္စည်းမှာကိုစိတ်ပူကြမလို့တော့။ဒီပင်6ခံပြီဆိုတော့သူ့ရဲ့ magnetic energy လေးနဲ့စပစ်ပုံသွင်းမယ်။ကဲပုံသွင်းပြီးသွားပြီ။သူ့ရဲ့လေအားကလေအင်းကြီးလိုစပင်အရှိကြီးတောင်မှခဏရည်နဲ့ခြောက်တယ်။အော်နောက်ပြီးတော့ကျိုးရှည်ရလေး7ပြောင်းပါဆိုတော့ဆိုင်မှာသုံးမယ်ဆိုရင်ပို့ပြီးတော့အဆင်ပြေတဲ့ dryer မျိုးစားပဲနော်။သူ့မှာရွေးချယ်စရာကာလာတွေကလည်းအဖြူနဲ့အနက်2အောင်ရှိတယ်။အကြည့်မှန်လည်းပါတယ်။နောက်ပြီးတော့ dryer ထဲကိုဝင်သွားတဲ့ဆန်စားတွေကိုစစ်ထုတ်ပေးတဲ့စနက်အုံဖင်တာလေးလည်းပါတယ်။ဒီလို fashion ဆုံးတဲ့ hair dryer ကိုဈေးနှုန်းကလည်း3,900နဲ့ရပါနော်။နောက်ပြီးတော့အာမခံကလည်း2နှစ်တောင်ပါတယ်။